နေ့စနေနေ့ရုံးပိတ်ရက်လေးမှာကျမတို့တငယ်ချင်းတွေအောင်ရွှေတောင်ကြားမှာရှိတဲ့လမ်းမဟိုတယ်စပါတစ်ခုစီသွားပြီးအနှိတ်ခံပါမယ်ရှင်။ကျမတို့လမ်းမဖမ်မီစပါကိုရောက်ပါပြီရှင်။ရောက်လာတဲ့ဝန်ထမ်းလေးတွေကနှွေးထွေးပြမှာစာကြည့်ဆိုပြီးဓာတ်လေကားနဲ့ခွေရှင်လက်ခံကိုကျမတို့ခေါ်ဆောင်သွားပါတယ်ရှင်။အခန်းကိုရောက်သွားတာနဲ့အေးမြရိုးရှင်းသောအခန်းအပြင်စင်နဲ့အတူမြင်းစင်ညက်လေးတွေတင်းပြီးစိတ်ကိုကြည်လင်လန်းဆန်းစေပါပြီဒါတောင်ထူးမှမလုပ်ရသေးပါဘူးရှင်ဘယ်နေရာမှာပိုဆန်ရှင်ပြမှာလဲရွေးချယ်နေရပါတယ်ရှင်နေရာတိုင်းကလာနေတော့ဝန်ထမ်းလေးတွေကပိုဆန်ရှင်ချပေးတာနဲ့ကျမတို့လည်းထူးမှလုပ်ဖို့ ready ဖြစ်နေပါပြီရှင်တပတ်လေးလေးချုံပြီးခြေပွားလေးနေပြီး40မိနစ်ကြာမှာခြေပွားလေးကနေနေပြီးတနိုင်ခွာယူထားတော့20မိနစ်အလုံးမှာဝန်ထမ်းတွေကဘိုးလုံးနဲ့နေပြီးနောက်ကျောင်းနဲ့ကားတွေကိုတိတ်ပြီးဖို့ကျမတို့ကိုလိုပါတယ်ရှင်ရွှေတောင်သားဆိုပေမဲ့ဈေးတော့ကလူတန်းအတွက်သူ့သိရောပြီးပေးရမယ့်ဈေးနဲ့မတက်အောင်ကိုရှင်ဝင်ဆောင်မှုပေးပြီးတလဲပစ်တွေကလည်းလောက်တဲ့အတွေ့အကြုံတွေကစမ်းကြင်ဝါရည်တွေမို့လုံးဝကိုရှင်းပါပဲရှင်ဒါအပြင်ကော်ဖီဂျီနွေးဂျူးရေအေးတို့ထွေးမဲ့လုပ်ပြီးတာနဲ့တောက်ဆောင်လို့ရပါတယ်ရှင်ကျမတို့လည်းလက်မှတ် family spa ကိုလာတာဒါပထမဆုံးချိန်ဆိုပြီးမဲ့ကျမတို့တို့လုံးဝကို share ပဲဝန်ဆောင်မှုကအရန်ကောင်းတဲ့အတွက်ကျမတို့လိုပဲ family spa ကောင်းလေးရှာနေသူတွေအတွက်ဒီဗဟန်းရွှေတောင်ကြား2ရက်ကွက်မှာရှိရဲ့လက်မှတ် family spa ကိုလာခဲ့ဖို့လက်ညွှန်ပေးလိုက်ပါတယ်ရှင်